Joshua Van နဲ့ပွဲဘယ်သူဖြစ်လာနိုင်လဲအားလုံးပဲမင်္ဂလာပါ Knockout Punch ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုချိန်မှာတော့ Mannequin နဲ့ Joshua Van တို့ရဲ့ကြားစကားစစ်ထိုးပွဲအကြောင်း D-Fighter နှစ်ယောက်ပွဲဖြစ်လာနိုင်တယ်လို့ပြောနေကြတာပဲရှိသလိုပြီးခဲ့တဲ့ UFC 323အပြီးမှာတော့ Van နဲ့ပွဲဖြစ်လာနိုင်တာက Tetsuo Taira လို့လည်းပြောကြတာရှိပါတယ်ကျွန်တော်အမြင်ရတော့ UFC ကတွဲဆိုင်ဖန်တီးတဲ့အခါမှာပိတ်သက်တွေအကြိုက်တွေးစီမဲ့တွဲဆိုင်မျိုးကိုပဲတည်ပေးတာများပါတယ်လက်ရှိမှာပန်ဒူဂျာအနေနဲ့ကလေ့ကျင့်ခန်းတွေပြန်လုပ်နေတယ်ဆိုပေမဲ့လည်းသူရခဲ့တဲ့ injury ကမြန်မြန်ဆက်ဆန်းနဲ့ပြန်ပြီးတော့ auto con နဲ့ဝင်ဖို့ဆိုတာတော့မလွယ်ပါဘူး။ Van အနေနဲ့ကလည်း UFC ဘက်ကို2026နှစ်စပိုင်းလောက်မှာပဲ Champion Title Defense လုပ်မဲ့ပွဲထိုးချင်တယ်လို့ပြောတာရှိတဲ့အတွက်ကြောင့်မလို့ Ranking number 2က Mannequin နဲ့ Ranking number 3က Tetsuo Taira တို့နှစ်ယောက်ကပို့ပြီးတော့ဖြစ်နိုင်ခြင်းများပါတယ်။ဒီနောက်ပိုင်းအနေနဲ့ကလည်း MMA မြန်မာအကိုနဲ့အင်တာဗျူးမှာဆိုရင်သူ့အနေနဲ့ဂျပန်မှာ UFC ပွဲကျင်းပခြင်းတယ်လို့ပြောထားတာတွေရှိလို့ Tetsuo Taira ကများ Van ရဲ့ Champion Title ကိုလူခွင့်ရမလားဆိုတာတွေးစရာရှိပေမဲ့ဒီပုံတိုင်းရဆိုရင်တော့ပွဲလဲဆူနေသလို ranking ပိုင်းမှာလည်းပုံမြင့်တဲ့ Mannequin ကပိုပြီးဖြစ်နိုင်ခြင်းများတယ်။ Strike ပိုင်းကိုအသားပေးပြီးကစားတဲ့ D-Fighter နှစ်ယောက်ရဲ့ပွဲကပိုပြီးတော့လည်းကြည့်လို့ကောင်းမယ်လို့ထင်ပါတယ်။အပြန်လိုက်လေတိုက်ချက်တွေနဲ့တကယ်လို့ဒါပွဲတက်ခဲ့ရင် press conference နဲ့ fake out တွေမှာလည်းဘလို့တွေပွဲထက်ဆိုမလဲဆိုတာကလည်းစိတ်ဝင်စားစရာဖြစ်နေပါတယ်။ခုရှိတာကပွဲပြတ်နိုင်ဆုံး fighter ဖြစ်တဲ့ Mannequin ရဲ့ပွဲပြတ် record တွေကြောင့် Dana White အနေနဲ့ကလည်းအခွင့်အရေးပေးဖို့စဉ်းစားမယ်ဆိုစဉ်းစားစရာဖြစ်နိုင်တယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်အမြင်ရတော့ Mannequin ကပဲပိုပြီးရာခိုင်နှုန်းများမယ်လို့ထင်ပါတယ်။ဆိုတော့ဒီနေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။